အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ UHP group ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်တို့ဒီနေ့ UHP ကနေဟို power station နဲ့ power solar battery power လေးတွေရောက်ရှိထားပါတယ်ခင်ဗျရောက်ရှိလာတဲ့ဟာတွေကြတော့ampere 300ကျော်ပေါ့နော်314နဲ့280လေးတွေရှိမယ်ဒါ lower voltage နဲ့ high voltage နဲ့ power station လေးပေါ့နော်ကျွန်တော်တို့3အခုထွက်ရှိလာတဲ့ဟာတွေကြတော့ high end technology နဲ့ထုတ်လုပ်ထားတာပေါ့နော် Bluetooth Wi-Fi လေးရဲ့သုံးလို့ရမယ် Fire Safety Protection ကလည်းသွားပါမယ်ပေါ့နော်နောက် Bluetooth ပေါ့နော်ဒါလေးရှိမယ်နောက်ပြီးဒါတော့ high voltage နဲ့ lower voltage ပေါ့ကျွန်တော်သုံးထားတဲ့ battery အမျိုးအစားကြတော့ EVE အမျိုးအစား A grade အမျိုးအစားသွားဖြစ်ပါတယ်ဗျကြပါဒါကတော့ controller ပေါ့နော်တောက်ရှိထားပါတယ်ဒါကတော့ container နှလုံးစာပေါ့နော်တခုကတော့တော့မဖောက်သေးဘူးအခုကတော့ဒါတစ်ခုကဖောက်ထားပြီပေါ့နော်အခုဘောဒါမြန်မာကလေပြန်လဲထူလိုက်ပါတယ်အခုကျွန်တော်တို့ဘောဒါမြန်မာကလေကျွန်တော်ဒီ solar battery တွေပေါ့နော် solar battery တွေဒီတင်ရ ion battery လေးတွေရောက်ရှိထားပါတယ်အခုရောက်ရှိလာတဲ့ battery တွေကတော့ဘောဒါကျွန်တော်တို့ဘောဒါမြန်မာကနေပိုင်းထုတ်လုပ်ထားလဲဆိုတော့ power bank လည်းရှိတယ်နောက်ပြီးလို့ရှိရင်ဟို USB ကျိုးရှိမယ်နောက်ပြီးလို့ရှိရင် charger လေးရှိမယ်နောက်ပြီး solar နဲ့ပတ်သက်တဲ့ solar battery လေးနဲ့ power station လေးတွေသွားရှိပါတယ်ဗျဒီဟာလေးအတူရဲ့အချက်ကြီးဒါကတော့